ဒါလေးတွေကဂျပန်စာပြောင်လေးတွေပါတချို့ချင်အောင်ဆိုရင်အပွင့်နဲ့မှမကြိုက်တဲ့သူတွေအတွက်ပြောင်မကြိုက်တဲ့သူတွေပြောင်ကြိုက်တဲ့ဆိုတဲ့သူတွေအတွက်ကတော့ဒီဂျပန်စာပြောင်လေးတွေကအဆင်ပြေဆုံးပါပဲပတ်ချအတွတ်နေကတော့တစ်ထည်လုံးပတ်ချလဲပါပါတယ်သူ့ရဲ့ဇာသားလေးကနူးနူးညံ့ညံ့အီလေးပါရှင်သူကလေဇာပေါက်လေးတွေကလည်းဒီမှာစိတ်လေးတွေချင်လုံးဝမဝင်နိုင်ပါဘူးချင်လုံးဝမဝင်နိုင်ဇာပေါက်စိတ်လို့လဲလေလေးဝင်လေးတွေမကောင်းဘူးလို့မထင်ပါနဲ့နော်လေးဝင်လေးတွေလေးကလည်းအရန်ကောင်းပါတယ်ဒီမှာပါရှင်တစ်ထည်လုံးပတ်ချလဲပါနှစ်မိုးဆိုင်ကိုသူက6000ခွဲပါရှင်နေဝင်းမျိုးတွေကအိမ်ရောက်ငွေချေရပါတယ်နော်ဒါလေးကခုလက်တလောထောင်ထားတာလေးတွေလက်တလောထောင်ထားတာလေးကမိုးပြရောင်မှာသူကနှစ်မိုးဆိုင်မှာကိုအတော်မောင်း60လောက်ပါပါမယ်ရှင်အတော်မောင်း60ပါပါမယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ရနိုင်တဲ့အယောင်လေးတစ်ချက်ပြပေးပါမယ်နော်ဒါလေးကကြတော့ဗေဒာရောင်ပါရှင်ဒါလေးကတော့ဗေဒာရောင်ပါရှင်ဒါလေးကနိုစိမ်းရောင်ပါဒါလေးကနိုစိမ်းရောင်ပါဒါလေးကတော့ပန်းရောင်လေးပါရှင်ဒါလေးကတော့ပန်းရောင်လေးပါရှင်ဒါလေးကတော့သစင်ဝါရောင်လေးပါသစင်ဝါရောင်လေးကအပြင်မှာရမ်းလှတယ်နော်သစင်ဝါရောင်လေးပါနောက်တစ်ရောင်ကတော့ဒါလေးကတော့သခွားရောင်လေးပါရှင်သခွားရောင်လေးကလည်းအပြင်မှာအရမ်းလှပါတယ်သခွားမွေးသည့်အရောင်လေးပါသခွားရောင်ပြီးတော့နောက်တစ်ရောင်ပြပါမယ်ရှင်ဒါလေးကတော့ခုနန်ထောင်နဲ့မိုးပြရောင်လေးပါမိုးပြရောင်လေးကလည်းလှပါတယ်ជីလေးပါအရောင်ជីလေးပါရှင်ဒီအခုပြခဲ့တဲ့ချင်အောင်လေးတွေကိုစိတ်ဝင်စားလို့မှာယူခြင်းနဲ့ဆိုရင်ဖုန်းနံပါတ်3998864866ရဲ့ဖုန်းကိုဘိုင်ဘာဟိုင်းလို့ပဲဖြစ်ဖြစ်ဖုန်းဆက်လို့ပဲဖြစ်ဖြစ်မှာပြီးဝယ်ယူနိုင်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်အရောင်ငွေချင်းနဲ့လည်းအားပေးလို့ရတယ်နော်ကျေးဇူးတင်ပါတယ်ရှင်